မိဘတို့ဝတ္တရားရှိသည့်တိုင်ဒီကနေ့အောင်မြင်ပါပြီရှင်ပီတိပြောင်းနေချတဲ့မျက်ရည်သာတိပါစေဦးပစ္စည်းဆရာတော်ဘုရားကစံချတော်မေ